အားလုံးပဲမင်္ဂလာပါမြန်ပန်းနေပြန်ပြီးကြိုဆိုပါရစေကျွန်တော်အခုလက်ရှိဖြစ်နေတဲ့ဒီအရှိအလဲပိုင်းစစ်ပွဲကထင်တာထက်ပိုပြီးတော့ပြင်းထန်တယ်ပို့ပြီးတော့တက်ရောက်မှုပိုကြီးနေတာကိုတွေ့ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အရှိမဖြစ်နေတဲ့အခုလက်ရှိမပြီးသေးတဲ့စစ်ပွဲတစ်ခုဖြစ်တဲ့ရုရှားနဲ့ယူကရိန်းစစ်ပွဲဆိုရင်အခုဆို၄နှစ်ကျော်သွားပြီ။ဒါပေမဲ့တက်ရောက်မှုကတကမ္ဘာလုံးတိုင်းတာနဲ့ရှင်မယ်ဆိုရင်တကယ်ကာယကံရှင်နိုင်ငံတွေဖြစ်တဲ့ဒီရုရှားနဲ့ယူကရိန်းကပို့ပြီးတော့အထိနာတယ်စီးပွားရေးအကျပ်တဲတွေဖြစ်တယ်။ဒါပေမဲ့တခြားကမ္ဘာနိုင်ငံတွေအနေနဲ့ကိုယ့်ဘက်ကိုအသက်ရှူချောင်ချောင်နဲ့လုပ်လို့ရတဲ့အပိုင်းတွေအများကြီးရှိတယ်ပေါ့နော်။ဒါပေမဲ့အခုလက်ရှိဖြစ်နေတဲ့ဒီအရှိအလဲပိုင်းစစ်ပွဲမှာကြတော့တကယ်ကာယကံရှင်နိုင်ငံတွေဖြစ်တဲ့အမေရိကန်ရဲ့အစ္စရေးရဲ့အီရန်ရဲ့၃နိုင်ငံအပြင်ကိုတက်ရောက်မှုဟာတကမ္ဘာလုံးအတိုင်းအတာအထိပါဝင်ပတ်သက်နေတာတွေ့ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီရှေ့လပိုင်းနိုင်ငံတွေရဲ့အဓိကထွက်တဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့ကအခုဆိုရင်ကမ္ဘာနိုင်ငံတွေတော်တော်များများကိုတင်ပို့ဖို့ကအဆင်မပြေတာတွေတွေ့ရတယ်။ဒီစစ်ပွဲရဲ့တက်ရောက်မှုကတော်တော်လေးကြီးနေတာကိုတွေ့ရတယ်ပေါ့နော်။ဒါလုံးဝမထင်မှတ်ထားတဲ့အနေအထားတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီဒေါ်နယ်ထရန့်လည်းဒီဟာနဲ့ပတ်သက်ပြီးတော့အဲ့လောက်ထိမတွေးထားဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့မြန်ပြတ်မယ်ခေါင်းဆောင်တယောက်တည်သွားမယ်ဆိုရင်အလိုလိုလက်နက်ချသွားမယ်ဆိုပြီးတော့ထင်ခဲ့ပေမဲ့တကယ်အခုအီရန်ကစစ်တိုက်နေတာကစိတ်ဓာတ်နဲ့တိုက်နေတာပေါ့နော်။ဒီစိတ်ဓာတ်နဲ့တိုက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါနောက်ဆုံးအခြေအနေအထိကိုကြံ့ခံမယ်လုံးဝဒူးထောက်အရှုံးမပေးဘူးဆိုတဲ့အရေးအယောင်တွေတွေ့ရတယ်ပေါ့နော်။အဲ့အတွက်ကြောင့်စစ်ပွဲကပို့ပြီးတော့ကြာသွားနိုင်တယ်စစ်ပွဲကြာလာတာနဲ့အမျှပို့ပြီးတော့တစ်ကမ္ဘာလုံးဆိုင်ရာတက်ရောက်မှုကတော်တော်လေးကြီးမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်အခုဆိုရင်ရေနံစိမ်းတစ်စီကဒေါ်လာ130လောက်ထိဖြစ်သွားပြီပေါ့နော်။ဆိုတော့အတက်ပဲရှိအောင်မယ်အကြမရှိဘူးစစ်ပွဲကြာတာနဲ့အမျှပို့ပြီးတော့တက်မယ်အကြမရှိဘူးပေါ့နော်။ဒီနေရာမှာဒီစစ်ပွဲနဲ့မသက်ဆိုင်ပေမဲ့ဆက်ဆက်မှုတွေအရစီးပွားရေးအရဒီရုရှားရဲ့အသက်ရှူချောင်ပေါက်တွေလည်းပြန်ပြီးတော့ပေါ်လာတာတွေ့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အခုချိန်မှာဒါဟိုတနေ့ကဆိုအမေရိကန်ဒီရုရှားပေါ်မှာယာယီအနေနဲ့ဒီဆန်ရှင်တချို့အရာတွေကိုဖေလျှော့ပေးလိုက်တယ်ဆိုတဲ့ကိစ္စတွေလည်းတွေ့ရတယ်ဆိုတော့ဒါရုရှားအတွက်ကဒီအရှေ့လေဘက်မှာဖြစ်တဲ့စစ်ပွဲနဲ့ပတ်သက်ပြီးတော့သူ့အတွက်ကအကျိုးကျေးဇူးဒါတစုံတရာရသွားတာလည်းတွေ့ရတယ်ပေါ့နော်။နောက်တစ်ချက်ကဘာလဲဆိုတော့ဒီအရှေ့လေဘက်မှာစစ်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်ဒီအမေရိကန်ရဲ့စစ်လက်နက်ထောက်ပံ့မှုယူကရိန်းပေါ်မှာရှိတဲ့အရာကနည်းနည်းလေးယူကရိန်းအတွက်ကပို့ပြီးတော့စိုးရိမ်စရာပို့ပြီးတော့ဖြစ်လာတယ်။ဘာလို့လဲဆိုတော့အမေရိကန်ကအခုဆိုရင်စစ်လက်နက်ကိုယ်တိုင်ကိုရောဒါအစ္စရေးနိုင်ငံကိုရောပြီးတော့အရှေ့လေဘက်မှာရှိတဲ့သူ့မဟာမိတ်နိုင်ငံတွေကိုပါမျှဝေသုံးစွဲနေရတာဖြစ်တဲ့အတွက်ကြောင့်ဒီယူကရိန်းဘက်ကိုအရင်ပံ့ပိုးဖို့ဆိုတာကအရင်ကလိုအလုံးအရင်းနဲ့တိတ်ပြီးတော့မဖြစ်နိုင်တော့ဘူးပေါ့နော်။ဒါဥရောပနိုင်ငံတွေကပတ်သက်ပေးပြီးတော့အမေရိကန်စီကဝယ်တယ်ဆိုရင်တော့မှအရင်မလွယ်တော့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့လက်ရှိမှာအမေရိကန်ကလည်းစစ်ပွဲမှာပါဝင်ပတ်သက်နေတာဖြစ်တဲ့အတွက်ကြောင့်ချက်ချင်းယူကရိန်းကိုလက်နက်ပို့ဆိုတာကမဖြစ်နိုင်အဲ့အတွက်ကြောင့်ဒါယူကရိန်းအတွက်လည်းနည်းနည်းစိုးရင်စရာရှိတယ်ပေါ့နော်။ဒါကတော့ရှေ့လေပိုင်းမှာဖြစ်တဲ့စစ်ပွဲနဲ့ယူကရိန်းရုရှားစစ်ပွဲနဲ့မသက်ဆိုင်ဘူးဆိုပေမဲ့တိုက်ရိုက်မဟုတ်ဘဲနဲ့တွယ်ဝိုက်ပြီးတော့ပတ်သက်မှုတွေကတဖြည်းဖြည်းနဲ့မြင်လာရတယ်ပေါ့နော်။ဒါဒေါ်နယ်ထရန့်ကတော့ဒီစစ်ပွဲကိုဒါ၄ဘက်ကနေ6ဘက်ဆိုပြီးပြောပေမဲ့တကယ်အဲ့ထက်လည်းကြာသွားနိုင်တယ်။ဒါသူဘလို့ပဲပုံနဲ့ဖြည့်ရှင်းပဲဘယ်လိုပုံနဲ့ပေါ့နော်ရက်တက်မလဲဆိုတာကကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမှာပေါ့နော်။အခုချိန်မှာတော့အဖြေသိပ်မထွက်ဘူးဒေါ်နယ်ထရန့်ကိုယ်တိုင်ကပြောတဲ့စကားရှိတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့လေချောင်းတွေရေချောင်းတွေအကုန်လုံးပေါ့နော်ဆက်သွယ်ရေးကွန်ရက်တစ်ခုလုံးလဲဖြတ်တောက်လိုက်ပြီးအဲ့ဒါကိုသူတို့ဘယ်လိုဆက်သွယ်နေလဲဆိုတော့သူကိုယ်တိုင်တော့မသိဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်။မြေပြင်ထိုးစစ်တွေဝင်မယ်ဆိုရင်လည်းမလွယ်ဘူးပေါ့ဘာလို့လဲဆိုတော့အီရန်နိုင်ငံကိုမြေပြင်ထိုးစစ်ဝင်မယ်ဆိုရင်အသေးအပြောက်ကအခုထပ်ပို့ပြီးတော့အများကြီးပေးဆက်ရမှာပေါ့နော်။ဘာလို့လဲဆိုတော့အီရန်ကစိတ်ဓာတ်နဲ့တိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒါအမေရိကန်ဆိုရင်စရမုန်းတီးတဲ့လူတွေကများတာဖြစ်တဲ့အတွက်ကြောင့်ဒါအမေရိကန်တွေအသက်ပေးရဖို့ကပိုများတယ်ပေါ့နော်။ပြီးတော့နောက်တစ်ချက်ကပြီးခဲ့တဲ့ရက်ပိုင်းမှာကျွန်တော်သတင်းတစ်ခုထွက်လာတယ်ပေါ့နော်။ဒါကဖ်လူမျိုးတွေကအီရန်နဲ့အီရန်နယ်စပ်ကနေအီရန်နိုင်ငံကိုမြေပြင်ထိုးစစ်ဒါအမေရိကန်ဘက်ကနေဝင်တိုက်ပေးမယ်ဆိုပြီးတော့သတင်းတွေထွက်နေပေမဲ့ဒါပေမဲ့လောလောဆယ်ဒေါ်နယ်ထရန့်ကတော့ဒီကိစ္စကိုသူခဏရပ်ထားတယ်ပေါ့နော်။ဒါမြေပြင်ထိုးစစ်တွေချက်ချင်းမဝင်နဲ့ဆိုပြီးတော့ရပ်ထားတယ်ပေါ့အခုဒီအမေရိကန်တို့ဒီအစ္စရေးတို့စဉ်းစားတဲ့ပုံစံကအခုအီရန်နိုင်ငံမှာရှိတဲ့ဒီ uranium ရှိတယ်ပေါ့နော်တန့်စင်ပြီးသား uranium ဒီဘုံဆက်တလုံးလောက်ထုတ်လို့ရတဲ့ uranium တွေကိုဒီ operation တစ်ခုအနေနဲ့ဝင်ပြီးတော့သူတို့ယူမယ်ဆိုပြီးတော့သတင်းတွေတက်နေတယ်ဒါကတော့ဖြစ်နိုင်ကြအရင်နေတယ်ဘာလို့လဲဆိုတော့အဲ့ဟာတွေကဘယ်နေရာမှာရှိလဲဆိုတာဘယ်သူမှမသိဘူးပေါ့နော်အခုအမေရိကန်တို့အစ္စရေးတို့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဒီနျူကလ িয়ার စက်ရုံတွေထဲမှာပဲရှိတာလားဘယ်နေရာမှာရှိတာလဲဒါဝင်မယ်ဆိုရင်စစ်ပွဲဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဝင်မယ်ဆိုရင်အပျက်စီးဆုံးရှုံးမှုကအရင်လိုမလွယ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်ဒါလည်းတိတ်ပြီးတော့ဖြစ်နိုင်ကြအရင်နေတယ်ပေါ့နော်ပြီးတော့ဒေါ်နယ်ထရန့်စဉ်းစားတဲ့ပုံစံကြီးကပထမသတင်းတွေတက်ခဲ့သလိုဒီကဖ်လူမျိုးတွေကဝင်မယ်ဆိုရင်ဒါအမေရိကန်ကစစ်လက်နက်ထောက်ပံ့ပေးရမှာပေါ့နော်စစ်လက်နက်ထောက်ပံ့ပေးရမှာဖြစ်တဲ့အတွက်
ကြောင့်ဒါကနည်းနည်းပပထောက်ပံ့လို့မရတော့ဘူးသူများနိုင်ငံနဲ့ဝင်တာဖြစ်တဲ့အတွက်ကြောင့်အကြီးကျယ်ထောက်ပံ့ရမှာအဲ့လိုထောက်ပံ့တဲ့အချိန်မှာလန်ကူလက်မှာစစ်လက်နက်ပစ္စည်းကပြတ်သွားလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒေါ်နယ်ထရန့်ကလည်းအခုဆိုရင်ဒါရွေးကောက်ပွဲလည်း17လပိုင်းရှိတယ်အခြေအနေကလည်းတိတ်မကောင်းတာဖြစ်တဲ့အတွက်ကြောင့်အရင်လက်လွန်သွားလို့မရဘူးအရင်လက်လွန်သွားမယ်ဆိုရင်ပြန်ဆုပ်ဖို့ကအရင်ခက်တယ်ပေါ့နော်ဒီကပ်လူမျိုးတွေအသေးပြောက်တွေများလာမယ်ဒါအမေရိကန်ကပတ်မိုးမှုတွေတိတ်မရှိတော့ဘူးဆိုရင်ဒါအမေရိကန်ပေါ်မှာလည်းညှို့ညင်မှုတွေများသွားမယ်ပေါ့နော်ဒါကကပ်လူမျိုးတွေတက်အသက်ပေးလိုက်ရတဲ့ပုံစံမျိုးဖြစ်မှာလဲဒေါ်နယ်ထရန့်ကစိုးရိမ်ပုံရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒေါ်နယ်ထရန့်ကသူလိုချင်တဲ့အချက်ကတော့ကျွန်တော်အရှိဗီဒီယိုထဲမှာလည်းကျွန်တော်ပြောခဲ့တာပါတယ်ပေါ့နော်တက်လာမဲ့ခေါင်းဆောင်တစ်ယောက်ကသူနဲ့ညှိဖို့ပဲညှိပြီးတော့သူလိုချင်တာရမယ်ဆိုရင်အဆင်ပြေတယ်ဆိုတဲ့ပုံစံပေါ့နော်သူအဲ့လိုမျိုးဖြတ်ချင်တာဒါပေမဲ့အီရန်ကကြောင့်အဲ့လိုမျိုးဖြစ်ဖို့ကတော်တော်လေးရာခိုင်နှုန်းနည်းတယ်ပေါ့နော်ဒါအခုဆိုရင်ဒါအလီခါမနီတည်ဆုံသွားပြီအလီခါမနီတည်ဆုံသွားတဲ့အချိန်မှာအီရန်နိုင်ငံကခေါင်းဆောင်တယောက်ကိုရွေးချယ်ဖို့ဆိုပြီးတော့ဒါအစိုးရရဲ့သတင်းတွေထွက်တယ်ပေါ့နော်ဒါအမေရိကန်တို့အစ္စရေးတို့ဒါမီဒီယာတွေမှာကဒါခါမနီရဲ့တားကိုအခုချိန်မှာဒါအီရန်နိုင်ငံရဲ့အမြင့်ဆုံးခေါင်းဆောင်တယောက်အနေနဲ့ခန့်လိုက်ပြီဆိုပြီးတော့သတင်းထွက်ပြီးမှအီရန်နိုင်ငံကတော့မကြေညာသေးဘူးကြေညာမယ်ဆိုရင်အချိန်တွေကတိတ်မကောင်းတာဖြစ်တဲ့အတွက်ကြောင့်အခုချိန်မှာတော့ဒါကြေညာလိုက်ပြီမိုတာဘာခါမနီပေါ့နော်ဒါဒုတိယရဲ့တာပေါ့ခါမနီရဲ့ဒုတိယတာဖြစ်တယ်သူလည်းဘာသာရေးခေါင်းဆောင်ပဲပေါ့အခုချိန်မှာအသက်က56နှစ်လောက်ပဲရှိသေးတယ်ဆိုတော့ဒါသူဆိုရင်ဒါအုပ်ချုပ်ရေးပိုင်းမှာတော့ထဲထဲဝင်ပါဝင်တာတော့မရှိပေမဲ့သူ့အဖေကိုအများနဲ့ကူညီပံ့ပိုးနေတယ်နောက်တစ်ချက်ကကျတော့သူ့ရဲ့ IRGC ဆိုတဲ့ဒီဘာသာရေးခေါင်းဆောင်ကိုတိုက်ရိုက်တစ္ဆာခံတဲ့ဒီစစ်တပ်ပေါ့နော်ဒီအဖွဲ့အစည်းကလည်းဒီအခုလက်ရှိသူ့ရဲ့သားဖြစ်တဲ့မူတာဘာခါမီနီယိုနဲ့အဆင်ပြေတယ်ဆိုတဲ့အခြေအနေရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒါဒီသူတို့ရဲ့ special expert ပေါ့နော်ဒီ expert အဖွဲ့ကနေရွေးချယ်လိုက်တဲ့ဒီနောက်ထပ်ခေါင်းဆောင်တစ်ယောက်ကခါမီနီရဲ့သားမူတာဘာခါမီနီဖြစ်တယ်ဆိုပြီးတော့ဒါအီရန်နိုင်ငံပိုင်သတင်းစာတွေတရားဝင်ကြေညာလိုက်တယ်ပေါ့ဆိုတော့ဒါပေမဲ့အမေရိကန်တို့အစ္စရေးတို့ကတော့ပြောတာလို့ရှင်းတယ်ဘယ်သူပဲတက်လာအဆင်မပြေဘူးဆိုရင်တော့တုတ်တင်ခံရရှင်းလင်းခံရမယ်ဆိုပြီးတော့သူတို့ကတော့ချင်းချောက်တာတော့ရှိတယ်ပေါ့နော်ဒါသူကဘယ်မှာရှိလဲဘယ်လိုရှိလဲဆိုတာကကျွန်တော်ချင်းမသိနိုင်ဒါပေမဲ့အီရန်ဘက်ကလည်းပြန်ကြည့်မယ်ဆိုရင်အခုချိန်မှာဒီလိုခေါင်းဆောင်တယောက်ကိုသူတို့အနေနဲ့ကရှုပ်ဝက်ထားခြင်းတယ်ပေါ့နော်ကဘာကိုချမပြခြင်းဘူးပေါ့ဘာလို့လဲဆိုတော့နောက်ွယ်မှာတော့လှုပ်ရှားပေမဲ့ချပြမယ်ဆိုရင်သူရှိတဲ့နေရာကိုဘုံကျဲခံရမယ်သူ့လိုက်သက်ခံရမယ်ဆိုတာလည်းသိတယ်ဒါပေမဲ့အခုချိန်မှာချမပြလို့လည်းမရဘူးဘာလို့ဆိုတော့နိုင်ငံတစ်ခုကခေါင်းဆောင်မဲ့သွားတယ်ဆိုရင်အခြေအနေကတိတ်မကောင်းဘူးပေါ့နော်အဲ့အတွက်ကြောင့်ခေါင်းဆောင်မဲ့တာတော့သူတို့ကဖြစ်မခံနိုင်ဘူးဒါခေါင်းဆောင်တယောက်ကိုတော့ဒါအများဆုံးသူတို့ရွေးချယ်မယ်ဆိုပြီးတော့ဒါရွေးချယ်လိုက်တာပေါ့နော်ဒါပထမဦးဆုံးအရင်တည်းကကြိုပြီးတော့သတင်းထွက်နေတဲ့အတိုင်းပဲဒီခါမီနီရဲ့ဒါမူတာဘာခါမီနီကဒါအခုလက်ရှိ Supreme Leader ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်ဒါအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကပြောတဲ့စကားတစ်ခုရှိတယ်ဒါအီရန်ပေါ်မှာသူတို့လုပ်တဲ့စစ်စင်ရေးကဒုတိယအဆင့်ကိုရောက်သွားပြီဆိုပြီးတော့သူတို့ပြောတယ်ပေါ့နော်ဒါဒုတိယအဆင့်ဆိုတာဘာလဲပေါ့ဒါအားလုံးကစောင့်ကြည့်နေတာပို့ပြီးတော့ဘယ်လိုလုပ်မှာလဲပေါ့ဒါပေမဲ့အခုချိန်မှာသိလိုက်ရတာကဒုတိယအဆင့်ဆိုတာကဒီစီရေးပြစ်မှတ်တွေမဟုတ်ဘဲနဲ့စီးပွားရေးပြစ်မှတ်တွေကိုပြစ်မှတ် target ထားတဲ့ဟာဖြစ်သွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်ဒါအီရန်နိုင်ငံတဟီရန်မြို့တော်မှာရှိတယ်ဒါရေနံချက်စက်ရုံတွေဒါရေနံတူလောရုံတွေကိုအစ္စရေးကအကြီးကျယ်တိုက်ခိုက်ခဲ့တယ်ပေါ့နော်အဲ့တော့ကြောင့်ဒါအီရန်တဟီရန်မြို့ကောင်းကင်မှာဆိုရင်ဒါမှောင်မဲပြီးတော့တကယ်ကိုအက်စစ်မိုးတွေရွာတဲ့ပုံစံမျိုးပေါ့နော်တကယ်ကိုဘာလို့ရေနံချက်စက်ရုံတွေကထွက်တဲ့ဒီမီဂိုးပြတွေကဒါကောင်းကင်ပေါ်ပြန်တက်သွားပြီးတော့ဒါမိုးတွေအဖြစ်နဲ့ပြန်ရွာချတဲ့အချိန်မှာတကယ်မဲကျင့်ပေါ့နော်တကယ်အမဲအောင်မိုးတွေရွာတယ်ပေါ့နော်အဲ့လိုမျိုးတွေအခုအများကြီးဖြစ်နေတာဆိုတော့ဒါအီရန်ပြည်သူတွေအတွက်ကလည်းတော်တော်လေးကိုအခက်အခဲတွေများတယ်ပေါ့နော်အီရန်နိုင်ငံရဲ့တကယ်ရေနံချက်စက်ရုံတွေကိုတက်ကတ်ထားပြီးတော့ပြစ်မှတ်တွေအဖြစ်တတ်မှတ်လိုက်တဲ့အချိန်မှာဒါအီရန်နိုင်ငံရဲ့စီးပွားရေးလည်းပို့ပြီးတော့အီရန်အတွက်ကတော့ထက်ပြီးတော့စိုးဝါးစရာအကြောင်းမရှိတော့ဘူးပေါ့နော်သူတို့အနေနဲ့ကသူတို့အတွက်ကတော့ဘာမှမထူတော့တင်မထူးနေမထူးဖြစ်သွားပြီဆိုတဲ့ပုံစံအခုချိန်မှာတော့အပြန်အလှန်တိုက်ခိုက်မှုတွေရှိတယ်ဒါအမေရိကန်ဘက်ကလည်းပစ္စည်းဆုံးကျုံမှုတွေများတယ်ပေါ့နော်တော်တော်များတယ်ဒါပထမဦးဆုံးတစ်ပတ်မှာအမေရိကန်ဒေါ်လာ6ဘီလီယံလောက်စစ်သုံးစိတ်ရှိတယ်ဆိုတော့ဒါတော်တော်လေးကိုများတဲ့ကိစ္စပေါ့နော်ဒါစစ်သုံးစိတ်စစ်ပွဲတစ်ခုကတစ်ပတ်လောက်ပဲရှိသေးတယ်ဘီလီယံပေါင်းများစွာကုန်ချပြီဆိုတော့ဒါရေရှည်စစ်တိုက်ဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အမေရိကန်မှာလည်းအဲ့လောက်ထိစစ်တပ်နိုင်စစ်တပ်ကြီးရှိပေမဲ့လည်းရေရှည်စစ်ပွဲတစ်ခုကိုဆင်နွှဲဖို့ဆိုတာကပြည်သူတွေရဲ့ဆန္ဒလည်းအများကြီးသက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒါဒေါ်နယ်ထရန့်ပေါ်မှာလည်းရေရှည်စစ်ပွဲတစ်ခုဖြစ်သွားမယ်ဆိုရင်တော့မလွယ်ဘူးပေါ့နော်ဒီတလားလောက်အတွင်းမှာတော့ဒေါ်နယ်ထရန့်ရအောင်ဖျက်ရမှာဘယ်လိုပုံစံနဲ့ဖျက်မလဲဆိုတာကတော့ဒါသူကတော့လောလောဆယ်တော့အဖြေကမရှိသေးဘူးပေါ့နော်အခုချိန်မှာအီရန်ဘက်ကလည်းလုံလုံရရလက်နက်မချဘူးမြေပြင်ထိုးစစ်ဝင်ဖို့ကလည်းအဆင်မပြေဘူးဆိုတော့ဘုံကျဲယုံကအပဘာမှမရှိဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဘုံကျဲမဲ့ဆိုရင်လည်း
နှစ်နိုင်ငံစစ်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အရသာပြည်သူတွေကိုထိလို့မရအောင်အဲ့ဒါကလည်းပြဿနာတစ်ခုဖြစ်နေတာပေါ့နော်ကျွန်တော်အရသာပြည်သူတွေထိမယ်ဆိုရင်ပို့ပြီးတော့အတန်ပိုကျဲလာမယ်ဆိုတဲ့ကိစ္စတွေကရှိတယ်အခုဆိုရင်ကျွန်တော်အီရန်ကတော်တော်လေးကြီးစိုးဖို့ကောင်းတဲ့တဲမှာပါတယ်ပေါ့နော်ဒါကဟိုဘယ်ဘက်မှလိုက်ပြီးပြောတာမဟုတ်တကယ်လက်တွေ့အမှန်တရားကိုပြောရမယ်ဆိုရင်အီရန်နိုင်ငံတကယ်ကြီးစိုးဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်အမေရိကန်နဲ့အစ္စရေးတို့ကလက်ဦးမှုလည်းရယူထားတယ်အီရန်နိုင်ငံကိုဖျက်ဆီးထားတယ်ပေါ့နော်အလုံးစုံပြစ်မှတ်တွေ target ပေါင်း2000ကျော်လောက်ကိုတော်တော်လေးကိုထိထိရောက်ရောက်နဲ့ပျက်စီးထားပေမဲ့လည်းအခုချိန်ထိအီရန်နိုင်ငံပြန်ပြီးတော့ဒုံးကျည်တွေပြန်ပြီးပြစ်နိုင်သေးတယ် drone တွေပြန်ပြီးတော့ပြစ်နိုင်သေးတယ်ဆိုတာကတော်တော်လေးကိုဟိုထူးခြားတဲ့ကိစ္စတစ်ခုပေါ့နော်ဒါသူတို့အနေနဲ့အီရန်နိုင်ငံအနေနဲ့နှစ်ပေါင်းများစွာတွေကကြိုပြီးတော့ပြင်ဆင်ထားမှုတွေတကယ်ကိုတော်တော်လေးကိုကောင်းခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါတစ်ချိန်ချင်းညရင်ဒါအမေရိကန်တို့အစ္စရေးတို့ကကျူးကျော်လာမယ်တိုက်ခိုက်လာမယ်ဆိုတာသူတို့ကြိုပြီးတော့ခံမှန်းထားပုံရတယ်ငါတို့စီမှာဒါလက်နက်အပြည့်အဝမရှိဘူးဆိုရင်ငါတို့ခံသွားရမယ်ဆိုတဲ့ပုံစံပေါ့နော်အီရန်နိုင်ငံရဲ့ဒါဒုံးကျည်မျိုးတော်တွေရှိတယ်တကယ်မြေအောက်မှာအခန့်ခန့်ဆောက်ထားတာပေါ့နော်အခုဆိုရင်ဒုံးပစ်စင်တွေကဖျက်ဆီးခံလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီမြေအောက်ထဲကနေတိုက်ရိုက်ပေါ့နော်ဒါမြေအောက်ထဲကနေအပေါက်ဖွင့်ပြီးတော့တိုက်ရိုက်ဒုံးကျည်ပစ်လွတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တိုက်ခိုက်နေတာပေါ့ပြီးတော့ဒါအီရန်နိုင်ငံရဲ့နောက်ထပ် strategy တစ်ခုပေါ့နော်ဒီစနစ်တစ်ခုကဘာလဲဆိုတော့သူကအမေရိကန်တို့ဘာလို့တိုက်ခိုက်တဲ့အချိန်မှာတိတ်ပြီးတော့ပြန်မတိုက်ဘူးပြီးတဲ့အချိန်ကျမှများသောအားဖြင့် drone နေနဲ့တိုက်ခိုက်တာပေါ့နော် drone နေနဲ့တိုက်ခိုက်တယ်အဲ့လိုအချိန်မှာတကယ်တာဝေးပြဒုံးကြီးတွေတကယ်ဟိုပဲ့ထိန်ဒုံးကြီးတွေကကြောက်သူကလိုအပ်တဲ့အချိန်ကြမှာဒါအမေရိကန်နဲ့အစ္စရေးတို့နည်းနည်းလေးအလင်းငိုက်ဖြစ်သွားတဲ့အချိန်ကြမှာဒီဒုံးကြီးတွေကိုထုတ်ပြီးတော့တိုက်တာပေါ့နော်အဲ့တော့ကြောင့်အမေရိကန်ရဲ့အရှေ့လယ်မှာရှိတဲ့ကဲရေဒါစနစ်တွေဒုံခွင်းဒုံးစနစ်တွေကထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတော့အဲ့ဒါပေါ့ဒီရုရှားကလည်းတကယ်ရှိတဲ့နေရာတွေကိုအတိအကျဟိုလှမ်းပြီးတော့သတင်းပို့တယ်အီရန်ကလည်းအဲ့လိုအချိန်မှာဒါသူတို့အလင်းငိုက်ဖြစ်နေပြီးသူတို့လက်နက်အင်အားပြန်ဖြည့်နေတဲ့အချိန်ကြမှာဒီပဲ့ထိန်ဒုံးကြီးတွေတကယ်ဒုံးနေနဲ့ပြန်ပြီးပစ်တာပေါ့နော်ပုံမှန်ကတော့ဒီ drone နေနဲ့သူတို့မှာရှိတယ်တကယ်ကာမီကာဆဲဆိုတဲ့တကယ် one way drone နေနဲ့ပဲဒါပြန်ပြီးတော့အများကြီးပေါ့လှုပ်ပြီးတော့ပစ်တဲ့ကိစ္စပေါ့နောက်တစ်ချက်ကကျတော့ဒီအရှေ့လယ်ပိုင်းနိုင်ငံတွေပေါ့အရှေ့လယ်ပိုင်းနိုင်ငံတွေကအခုဆိုရင်ဒါ UAE တို့ Saudi တို့ဆိုတာကတော်တော်လေးကိုအီရန်ပေါ်မှာတော်တော်လေးတက်ရောက်မှုတော်တော်ပြင်းထန်နေရပေါ့ဘာလို့လဲဆိုတော့သူတို့နိုင်ငံမှာရှိတဲ့ရေနံချက်စက်ရုံတွေလည်းကူဝိတ်တို့နော်ဘာရိန်းတို့ဒီနိုင်ငံတွေလည်းအကုန်လုံးဒါရေနံချက်စက်ရုံတွေတော်တော်လေးထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတော့အီရန်ကကျတော့ဘယ်လိုလုပ်လဲဆိုတော့ဒီအမေရိကန်နဲ့အစ္စရေးကိုပဲပြန်ပြီးတော့တိုက်ဖို့ဆိုတာတခြားနိုင်ငံတွေကိုပါအာယုံပြောင်းတဲ့အနေနဲ့ဒီ Cyprus တို့တခြားအရှိလည်းပဲမှာရှိတဲ့တခြားနိုင်ငံတွေကတကယ်လူနေရက်ကွက်တွေတကယ်တခြားနေရာတွေပေါ့နော်လေစိတ်တို့တခြားစီတိုလောင်ယုံတို့ဒီလိုနေရာတွေကိုပါတက်လှမ်းပြီးတော့အာယုံများအောင်လုပ်တာပေါ့နော်အဲ့လိုဖြစ်တယ်ဆိုရင်ဒါအရှိလေပိုင်းမှာဒါအမေရိကန်ကသူတို့ရဲ့မဟာမိတ်တွေကိုကာကွယ်နိုင်စွမ်းမရှိတော့ဘူးဆိုတဲ့ပုံစံဆိုတော့အမေရိကန်တွေကလည်းဒီအစ္စရေးနိုင်ငံတခုတည်းမဟုတ်ဘဲနဲ့တခြားနိုင်ငံတွေကိုပါအပြည့်အဝလိုက်ပြီးတော့ကာကွယ်နေရပြီဆိုတဲ့ပုံစံမျိုးဆိုတော့သူတို့မှာဒီလက်နက်အင်အားတွေဖြန့်ကျက်ဖို့ဆိုတာကမလွယ်တော့ဘူးပေါ့နော်ဘာလို့ဆိုတော့ဆော်ဒီကိုပေးမယ်ဆိုရင်ကာတာလည်းလိုချင်မယ်အပြင်ဘာရိန်းကလည်းလိုချင်မယ်တခြား UAE ကလည်းလိုချင်မယ်ဒီလိုမျိုးအခြေအနေတွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အမေရိကန်အတွက်ကဒီအစ္စရေးနိုင်ငံတွေကိုကာကွယ်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးပေါ့နော်သူ့ရဲ့ဒီစစ်စကန်တွေကိုလည်းကာကွယ်ရအောင်မယ်တခြားနိုင်ငံတွေကိုလည်းကာကွယ်ရအောင်ပါပေါ့နော်ဒါကတော့ဒါအခုလက်ရှိအီရန်သုံးနေတဲ့လက်ရှိကျင့်သုံးနေတဲ့နီးစနစ်ပေါ့နော်ဒါ viewer တစ်ခုပေါ့ဒီ viewer ကအလုပ်အခုချိန်ဒီအလုပ်ဖြစ်သေးတယ်လို့တော့ပြောလို့ရတယ်ဘာလို့လဲဆိုတော့တကယ်ကိုအမေရိကန်တို့အစ္စရေးတို့အခုချိန်မှာ10ရက်လောက်ရှိတဲ့တိုက်ခိုက်မှုအတွင်းမှာအီရန်ဒုံးကျည်တွေတော်တော်များများဖျက်ဆီးခံရတယ်အဆောက်အုံတွေဖျက်ဆီးခံရတယ်လေယာဉ်တွေဖျက်ဆီးခံရတယ်သမောတွေဖျက်ဆီးခံရတယ်ဆိုပေမဲ့အခုချိန်ဒီမြေအောက်မှာဒုံးကျည်တွေများစွာရှိနေသေးတယ်ဆိုပြီးတော့တချို့ကလည်းသုံးသပ်တယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ဒါအမေရိကန်တို့အစ္စရေးတို့ကဒါအီရန်ရဲ့ဝေဟင်ကိုစိုးမိုးထားပြီဒါကတော့တကယ်လက်တွေ့ပေါ့နော်လက်ရှိအပြင်မှာလည်းတကယ်စိုးမိုးထားတယ်ဒါပေမဲ့လည်းဟိုလူနေရက်ကွက်တွေကိုလိုက်ပြီးတော့ပစ်လို့မရဘူးအဲ့အတွက်ကြောင့်ဒါအီရန်ရဲ့မြေအောက်မှာရှိတဲ့ဒုံးကျည်တွေဘာမှရှိလဲဆိုတာကိုဒါထောက်လိုင်း drone တွေထောက်လိုင်းလေယာဉ်တွေနဲ့တောက်လျှောက်ကိုစောင့်ကြည့်နေတာပေါ့နော်အဲ့လိုပုံစံဖြစ်နေတာဒါပေမဲ့အောက်ကိုမြေပြင်ထိုးစစ်ဝင်ဖို့ဆိုတာကလည်းမဖြစ်နိုင်အဲ့လိုဖြစ်နေတာဒါလူတေလို့ထပ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဒါအမေရိကန်စစ်သားတွေထပ်ပြီးတော့မြေပြင်ထိုးစစ်ဝင်လာမယ်ဆိုရင်တော့ဒါအီရတ်စစ်ပွဲဖြစ်တယ်လို့မျိုးကြုံသွားနိုင်တယ်ပေါ့အဲ့ဒါကိုသူတို့သင်ခန်းစာကောင်းကောင်းယူထားပုံရတယ်အဲ့အတွက်ကြောင့်အခုချိန်မှာဒေါ်နယ်ထရန့်ကတော့အကျွမ်းမဲ့လက်နက်ချပါလို့ပြောပေမဲ့အီရန်ဘက်ကတော့စိတ်ဓာတ်နဲ့တိုက်နေတာဖြစ်တဲ့အတွက်ကြောင့်လက်နက်ချဖို့ဆိုတာကလုံးဝမဖြစ်နိုင်ဘူးမြေပြင်ထိုးစစ်ကလည်းမဝင်နိုင်ဘူးဆိုရင်ဒီကိစ္စကြီးကဘယ်လိုပြီးဆုံးသွားမှာလဲတခြားနိုင်ငံတစ်ခုကဂျာဝင်စစ်ဆက်ပေးမှုနဲ့စစ်ပွဲကတော့ရက်ကောင်းရက်နိုင်တယ်ဘာလို့လဲဆိုတော့အီရန်ဘက်ကလည်းအထိကိပျက်စီးမှုတွေအများကြီးရှိတယ်ပေါ့နော်ဒါအမေရိကန်တို့အစ္စရေးတို့တော့မှဒီလောက်ဆုံးရှုံးမှုတွေရှိနေအီရန်ဘက်ကတော့အဲ့တဲ့အစပေါင်းများစွာပို့ပြီးတော့ဆုံးရှုံးမှုတွေကအများများတယ်ဒါပေမဲ့လက်နက်လည်းမချဘူးဒီလိုပဲပြီးသွားမယ်နောက်တက်လာမယ်လီဒါကပဲဆက်ပြီးတော့ဥဆောင်မယ်ဆိုရင်စစ်ပွဲကဒုံရင်ပဲဘာမှမဖြစ်ဘူးအချိန်တော့ယူမယ်ပြန်ပြီးတော့လက်နက်အင်အားဖြည့်မယ်ဆိုရင်နောက်တစ်ချိန်ပြန်ပြီးတော့တိုက်ရအောင်မယ်
အဲ့လိုပုံစံဖြစ်သွားမှာပေါ့နော်အဲ့ဆိုတော့ဒီစစ်ပွဲလှုပ်လိုက်ပြီမဲ့ရွေချက်ကဘာမှလည်းမသိဘူးလူတွေအသေးပြောက်တွေရှိသွားတယ်ဆုံးရှုံးမှုတွေအများကြီးဖြစ်သွားပြီမဲ့ရလက်ကဘာမှမဖြစ်ဘူးဆိုရင်ဒါဒေါ်နယ်ထရန့်အတွက်ကလည်းအဆင်မပြေဘူးအဲ့တော့ကြောင့်ဒေါ်နယ်ထရန့်ကတော့ညှိမယ်ဆိုတဲ့ကိစ္စဆိုတာတက်ဒါလက်နဲ့ချမယ်ငါတို့လိုချင်တဲ့ခေါင်းဆောင်တယောက်ကိုရမှာပဲအဆင်ပြေမယ်ဆိုတဲ့ပုံစံပေါ့နော်ဒါအခုဆိုရင်ဒါခါမီနီရဲ့တားပေါ့နော်မူတာဘာခါမီနီလည်းတိတ်အနှိမ့်တဲ့အမြန်ပဲလှုပ်ကြံခံရနိုင်တယ်ပေါ့ဒါပေမဲ့ तू ကတော့အပေါ်တက်လာဖို့ဆိုတာတက်ဒီသူ့ရဲ့လုံခြုံနေတဲ့အခုလက်ရှိနေရာမှာပဲဆက်ပြီးတော့နေမယ်အဲ့ဒီကနေတခြင်းဒါညွှန်ကြားချက်တွေထုတ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကမ္ဘာနိုင်ငံပထဝီနိုင်ငံရေးရတကယ်အရေးပါတယ်ဒါဟော်မုန်းကြီးလက်ကြားပိတ်ထားတာပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှမဖြတ်ရဲဘူးဖြစ်နေတဲ့အတွက်ကြောင့်တကယ်ကမ္ဘာရေနံဈေးကွက်ကတကယ်ကိုလုံးဝခေါင်ခိုက်ပြီးတော့တက်နေတယ်ပေါ့နော်ပြီးတော့တကယ်စွမ်းရင်ကဏ္ဍမှာအရေးကြီးတဲ့တရုတ်တို့ဂျပန်တို့ကိုရီးယားတို့တခြားဥရောပနိုင်ငံတွေအကုန်လုံးလဲအထိနာနေရပေါ့နော်တော်တော်လေးဒီစစ်ပွဲရဲ့တိုက်ဟောမှုကတော်တော်လေးကြီးတာပေါ့ဒါလုံးဝမထင်ထားတဲ့ကိစ္စတစ်ခုပေါ့ဒီအဲ့လောက်ထိရုရှားယူကရိန်းဖြစ်နေတဲ့စစ်ပွဲ၄နှစ်တောင်မှအဲ့လောက်ထိတက်ရောက်မှုကချက်ချင်းမကြည့်ဘူးပေါ့နော်ဒါနှစ်နိုင်ငံတွေကအပြည့်အဝခံစားရပေမဲ့ကမ္ဘာနိုင်ငံပထဝီနိုင်ငံရေးရအရင်တက်ရောက်မှုအရင်မဖြစ်ပေမဲ့အခုချိန်မှာတော့ကမ္ဘာနိုင်ငံတော်တော်များများကစစ်ပွဲထဲမှာမပန်းချေပေမဲ့လည်းပါဝင်နေရတဲ့ပုံစံတွေပေါ့အခုဆိုရင်ဒါဗြိတိန်ရေတပ်ကလည်းလေနေသမောတွေပုံမယ်ဆိုတဲ့ကိစ္စတွေကြားတယ်ပြီးတော့ဒါပေမဲ့ဒေါ်နယ်ထရန့်ကတော့ဒါပြီးခဲ့ရပိုင်းမှာအားလုံးသိတဲ့အတိုင်းပဲမင်းတို့ဟာတွေမလို့တော့ငါတို့ကနိုင်နေပြီဆိုပြီးတော့ဒါဗြိတိန်ဝန်ကြီးချုပ်နဲ့အဆင်မပြေတာပေါ့နော်အဲ့အတွက်ကြောင့်မင်းတို့လေနေသမောတွေငါတို့မလို့တော့ဘူးဆိုပြီးတော့ပြန်ပြီးတော့တုံ့ပြန်တာရှိတယ်ဒါပြင်သစ်ဆိုလဲသူကလေနေသမောကိုဒါမြေထဲပင်လယ်ထဲမှာပို့ထားပြီပေါ့နော်ဒါ Cyprus မှာရှိတဲ့အခြေစိုက်စခန်းတွေကိုလည်းကာကွယ်ပေးဖို့ဆိုတော့အခုချိန်မှာဘယ်လိုဖြစ်နေလဲဆိုတော့ဒီအရှေ့လေပိုင်းနိုင်ငံတွေရော American Israel ရောတခြားဥရောပနိုင်ငံတွေရောတကယ်သုံးတာကဒီ American လက်နက်တွေပေါ့နော်ပဲ့ထိန်းတုံးကြီးတွေဒီဒုံးကွင်းတုံးစနစ်တွေပေါ့နော်ဒါပေမဲ့အီရန်ကအသုံးပြုတဲ့ဒီကာမီကာဆဲလေယာဉ်တွေပေါ့နော် drone တွေပေါ့ဒီ drone တွေကဒေါ်လာ3000လောက်ပဲရှိတယ်ဒါကျွန်တော်အရှိဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့တယ်ဒေါ်လာ3000လောက်ရှိတဲ့ဟာကိုပြန်ပြီးတော့ပစ်ချရတဲ့ဒုံးကြီးတစ်ခုကဒေါ်လာတန်းနဲ့ချီနေတာဒီကရေရှည်မှာစကားအရင်ပြောရတယ်ပေါ့နော်အခုဆိုရင်အမေရိကန်ဘာကြောင့်ဒီတစ်ပတ်အတွင်းမှာဒေါ်လာ6ဘီလီယံလောက်ဘာလို့ကုန်လဲဆိုတော့အဓိကပြဿနာအဲ့ဒါပေါ့နော်ဒါအီရန်ကကြတော့ခုန drone ပေါင်းထောင်နဲ့ချီပြီးထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့် drone တစ်စင်းပြန်သွားပြီဆိုရင်ပြစ်မှတ်ထိသည်ဖြစ်စေမထိသည်ဖြစ်စေပေါ့နော် drone တစ်စင်းပြန်သွားပြီဆိုရင်ဒီဘက်ကပြန်ပြီးတော့ပစ်ချရတဲ့ဒုံးကြီးတစ်ခုကဒေါ်လာတန်းနဲ့ချီနေတာ drone 6စင်းဆိုရင်ဒေါ်လာ1တန်းပဲထားပေါ့ drone 6စင်းဆိုဟိုကဒေါ်လာ6တန်းကုန်နေအဲ့လိုဖြစ်နေတာအဲ့လိုဆိုတော့ရေချင်ကြရင်ဒီနိုင်ငံတွေကအဆင်မပြေတော့ဘူးအဲ့အတွက်ကြောင့်အခုဆိုရင်ဒီအရှေ့လေပိုင်းနိုင်ငံတွေကဒါယူကရိန်းစီကနေ drone ကြီးပညာပေါ့နော်ပြန်ပြီးတော့ drone ကိုပြန်ပြီးတော့ drone နဲ့ပြန်ပြီးတော့ပစ်ချတဲ့ကိစ္စကြောင့်ဒါယူကရိန်းကအရန်ပိုင်တာပေါ့ဒါအခုချိန်မှာဒီရုရှားစစ်ပွဲမှာဒီရုရှားကလည်းဒီအီရန် drone တွေကိုဝယ်ပြီးတော့သူတို့ရဲ့နီးပညာပေါင်းဆက်ပြီးတော့ယူကရိန်းကိုပြန်ပြီးတော့ပစ်တာပေါ့နော်အဲ့ချိန်မှာယူကရိန်းဘက်ကဒီလေကြောင်းကာကွယ်စနစ်တွေကနောက်ပိုင်းအဆင်မပြေလာဘူးဈေးအရန်ကြီးတဲ့အတွက်ကြောင့်ဒါအမေရိကန်တို့ဒီဥရောပနိုင်ငံတွေကမတက်နိုင်တော့တဲ့အခြေအနေမှာယူကရိန်းကကိုယ့်ဘောက်ကိုနီးပညာဖန်တီးပြီးတော့ဒီ drone တွေကိုပြန်ပြီးတော့ drone နဲ့ပြန်ပစ်တဲ့ဟာတွေပေါ့နော်ဒါယူကရိန်းကဒါကမ္ဘာမှာအတော်ဆုံးနီးပညာဖြစ်နေတာပေါ့အဲ့အတွက်ကြောင့်ဒီရှေ့လက်ပိုင်းနိုင်ငံတွေကဒါယူကရိန်းရဲ့ drone ဈေးပေါပေါနဲ့ဒီလိုမျိုးပြန်ပြီးတော့ကာဗာဖြစ်အောင်လို့ဆိုပြီးတော့ညှိနှိုင်းနေရရှိတယ်ဆိုတော့အခုဆိုရင်ဒါယူကရိန်းရဲ့တကယ်ပညာရှင်အဖွဲ့ကအရှေ့လက်ပိုင်းကိုထွက်သွားပြီဆိုပြီးတော့ဒါသမ္မတဇင်လန်စကီကပြောတယ်ပေါ့ဒါအပြန်လန်အဖြစ်တော့ပြန်ပြီးတော့ရုရှားကိုပြန်ပြီးတော့ဖိအားပေးဖို့တွေကိစ္စတွေတခြားတွေပါတာပေါ့ဒါနောက်ွယ်မှာပေါ့ဆိုတော့အဲ့လိုဖြစ်နေတာပေါ့တော့အီရန်ပြလိုက်တဲ့ drone တစ်စင်းရဲ့တန်ဖိုးထက်ပြန်ပြီးတော့ပြစ်ချရတဲ့တန်ဖိုးတွေအရင်များတာဖြစ်တဲ့အတွက်ကြောင့်ရေရှည်မှာမလွယ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်အီရန်ထိန်းပြီးတော့ပြစ်နေတာပေါ့သူ့မှာရှိရလက်ကျန်အောင်လည်းခြံထားရမယ်တကယ်ဟိုဘက်အငိုက်မိနေတဲ့အချိန်မှာများများလေးပြစ်လို့ရအောင်ဆိုပြီးတော့သူကတော့ပြန်ပြီးတော့ခြံထားပြီးတော့တကယ်ကိုအခွင့်အရေးရတဲ့အချိန်မှာထိထိရောက်နဲ့ပြန်ပြစ်နေတာပေါ့နော်အဲ့လိုပုံစံဖြစ်နေတာဆိုတော့ဟိုဒီစစ်ပွဲကတော့ရေရှည်ကြာသွားနိုင်တယ်ရေရှည်ကြာလာတဲ့အမြတ်ကပတ်စီးပွားရေးပြက်ကတ်ကြီးလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အခုဆိုရင်တဟီရန်မှာကတကယ်စီတန်နေပေါ့နော်ဒီစီတန်နေတော်လေးအပြစ်ခံရတယ်တကယ်ကိုစီချက်ဆက်ယုံနေရေနံချက်ဆက်ယုံနေအများကြီးထိခိုက်ပျက်စီးမှုတွေဖြစ်တဲ့အတွက်ကြောင့်တမျိုးလုံးကဒါကောင်းကင်တစ်ခုလုံးကမဲမှောင်ပြီးတော့တကယ်အက်ဆစ်မှုတွေရွာနေရဆိုတော့တကယ်ပြည်သူလူထုအတွက်လည်းတော်တော်လေးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ရှုထောင့်အောင်ကြည့်မယ်ဆိုရင်တော်တော်လေးကိုစိုးရင်စရာကောင်းတယ်ပေါ့နော်ဒါအီရန်နိုင်ငံရဲ့တကယ်ကိုဒါနျူကလ িয়ার စစ်ပွဲအပြီးပေါ့နော်ဒါဂျပန်အမေရိကန်နျူကလ িয়ার ဘုံကျဲတဲ့ပြီးတဲ့နောက်ပိုင်းမှာစိုးစိုးဝါဖြစ်တဲ့အဖြစ်အပျက်တစ်ခုလို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ပြည်သူတွေအနေနဲ့လည်းစားဝတ်နေအဆင်မပြေကြတော့ဘူးဒါပေမဲ့ဒီမှာတခုထူးဆန်းတာကဘာလဲဆိုအခုလိုဖြစ်နေတဲ့အချိန်မှာဒါအီရန်မှာအရင်တော့ဆန္ဒပြခဲ့တဲ့ပြည်သူတွေကလမ်းပေါ်လုံးဝမထွက်သေးတဲ့ကိစ္စပေါ့နော်ဒါထွက်မယ်ဆိုရင်သူတို့အတွက်ကလည်းအသက်ပေးသွားနိုင်တယ်ဘာလို့ဆိုတော့အမေရိကန်ရဲ့ဘုံကျဲတဲ့ဟာတွေကဘယ်ချိန်မှာဘယ်လိုဖြစ်မလဲဆိုတော့မသိတာတကြောင်ပြီးတော့အခုချိန်မှာရောပြီးတော့ပေါ့အရင်တော့မှဒီဆန္ဒပြပြည်သူတွေကိုဖမ်းဆီးပြီးတော့နှိပ်စက်တယ်ဆိုရင်ပြောမဲ့လူတွေအတန်ထွက်မဲ့လူတွေရှိနေသေးတယ်ဆိုပေမဲ့အခုချိန်မှာစစ်ပွဲဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့နှိပ်
ဆက်ခံရမယ်ပို့ပြီးတော့ညှဉ်းပန်းခံရမယ်ဆိုတဲ့ဟာပုံစံမျိုးကြီးလည်းရှိတယ်ပေါ့နော်ဒါအီရန်ကတော့ဒါသူ့ပြည်တွင်းမှာဒါဝါဒဖြန့်တာရှိတယ်ပေါ့တကယ်လို့များအဲ့လိုမျိုးဆန္ဒထွက်တာဘာညာဆိုရင်တော့သူတို့ကပြစ်တတ်မှာပဲအသေးပဲအခုချိန်မှာတော့မဲမဲမြင်ရသူတို့ကတော့ရမ်းတော့မဲ့သဘောရှိတယ်အဲ့အတွက်ကြောင့်ဒါပြည်သူတွေအနေနဲ့လည်းအပြင်လမ်းပေါ်ထွက်ပြီးတော့လှုပ်ဖို့ဆိုတာကအသက်နဲ့ရင်းပြီးလှုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ချက်ချင်းပြောတော့မလွယ်ဘူးပေါ့နော်ဒေါ်နယ်ထရန့်ပြောတော့မလွယ်ဘူးဆိုတော့အခုချိန်မှာဘယ်လိုမျိုးဆက်ဖြစ်မလဲဆိုတော့ကျွန်တော်အခုဆိုရင်10ရက်လောက်ရှိပြီပေါ့နော်ဒါပေမဲ့10ရက်အတွင်းမှာပြီးမဲ့အရေးရောင်တွေကတိတ်မတွေ့ရတော့အီရန်ဘက်ကပြစ်လွတ်တဲ့စွမ်းကတော့တော်တော်လေးကျသွားပြီဒါပေမဲ့သူ့မှာကြံနေတဲ့ဟာကိုသူကတည်တည်ချာချာလေးထိန်းပြီးတော့သူပြန်ပြစ်နေရပါတော့ဒါနောက်ွယ်မှာဆိုရင်ဒါအီရန်ရဲ့နိုင်ငံခြားရေးဝန်ကြီးဆိုရင်ဒါအနောက်နိုင်ငံတွေနဲ့အင်တာဗျူးတွေခဏခဏလုပ်တယ်အခုဒီရက်ပိုင်းမှာသူ့ရဲ့စကားပြောဖို့နေကြည်ရတဲ့ပုံစံအရာတော့လက်နဲ့ချမဲ့ပုံစံမတွေ့ဘူးပြီးတော့ဒါသူတို့အနေနဲ့စိတ်တက်ကအရန်ပြင်းတယ်ပေါ့နော်ဒါအီရန်လူမျိုးတွေရဲ့စိတ်တက်ကစောကြီးတွေကသူကကိုတီကိုနဲ့နေလာခဲ့တဲ့လူတွေတမိုင်းကြောင်းရရှိခဲ့တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်လုံးဝလက်နဲ့ချမှာမဟုတ်ဘူးဒါပေမဲ့ဒါအမေရိကန်စတိုက်လို့သူတို့ကပြန်တိုက်ရတာဒါလည်းအမှန်ပဲပေါ့နော်ဒါအမေရိကန်တို့အစ္စရေးတို့ဘက်ကပြောတာကတော့ဒါတကယ်လို့မြန်သူတို့စမတိုက်ဘူးဆိုရင်အီရန်ဘက်ကစပြီးတော့တိုက်တော့မဲ့ပုံစံဆိုပြီးတော့ပြောတယ်ဆိုတော့မှန်းချက်နဲ့နှမ်းထွက်ကတိတ်ပြီးတော့မကိုက်တဲ့သဘောတွေတဖြည်းဖြည်းနဲ့မြင်လာရတယ်ပေါ့နော်ခေါင်းဆောင်တယောက်တိတ်ဆုံးသွားမယ်ဆိုရင်ဒါပြီးသွားနိုင်တယ်မြန်မြန်ဆန်ဆန်နဲ့ဆိုပေမဲ့အခုချိန်မှာတိတိကျကျဒီတော့ကိုကြိုတင်ပြင်ဆင်ထားတာတပိုင်းစိတ်ဓာတ်နဲ့တိုက်တာတပိုင်းပေါ့နော်ဒီနှစ်ပိုင်းပေါင်းစပ်လိုက်တဲ့အချိန်မှာနောက်ဆုံးအချိန်တွေဒီအရှုံးမပေးဘူးဆိုတဲ့ပုံစံပေါ့အဲ့လိုပုံစံမျိုးတွေတော့မှမြင်နေရတယ်ဆိုတော့ကမ္ဘာနိုင်ငံတော်တော်များများလည်းအခုချိန်မှာရင်လေးနေတာပေါ့နော်တကယ်လို့များအီရန်စစ်ပွဲမပြီးမချင်းဒီအရှေ့လေပိုင်းနိုင်ငံတွေစီကဒီရေနံနဲ့တဘာဝတငွေတွေတင်ပို့မှုတွေမရဘူးဆိုရင်သူတို့နိုင်ငံတွေအတွက်လည်းအများကြီးတက်ရောက်မှုတွေအများကြီးဖြစ်တော့မှာပေါ့နော်တဖြည်းဖြည်းနဲ့ရေနံချက်စက်ရုံတွေတခြားလေပတ်နေတဲ့စက်မှုလုပ်ငန်းနိုင်ငံတွေကတော်တော်လေးအထိနာမယ်ပေါ့အဲ့လိုပုံစံဖြစ်နေရဆိုရင်တော်တော်များများရုရှားဘက်ကပြန်ပြီးတော့ဝယ်ရမယ့်သဘောအချိန်ကျရုရှားအစင်ပေါ်ပြန်ရောက်သွားမယ့်သဘောပေါ့နော်အခုအဲ့လိုမျိုးအရေးရောင်နေပြန်ပြီးတွေ့နေရတာဆိုတော့ဒါဥရောပအတွက်ကောတခြားနိုင်ငံတွေအတွက်ကောလုံးဝမလွယ်ဘူးပေါ့အဲ့အတွက်ကြောင့်စစ်ပွဲတစ်ခုကိုဆင်နွှဲပြီဆိုရင်ရေရှည်အတွက်ကိုတော်တော်လေးပေါ့နော်တက်ရောက်မှုတွေတော်တော်ပြင်းထန်မယ်ဆိုတော့တော်တော်လေးတွက်ရတယ်ပြီးခဲ့တဲ့ဂျပန်ဆိုရင်ဒါအီရန်သမ္မတကမိန့်ခွန်းတစ်ခုပြောခဲ့တယ်ပေါ့နော်ဒါဗီဒီယိုအတူတစ်ခုမှာဒီအရှေ့လေပိုင်းနိုင်ငံတွေကိုသူတောင်းပန်လိုက်တယ်ပေါ့နော်ဒါသူအရှေ့လေပိုင်းနိုင်ငံတွေကိုနောက်ထပ်ပြီးတော့မတိုက်တော့ပါဘူးဆိုပြီးတော့အီရန်သမ္မတတောင်းပန်တယ်ဒါပေမဲ့အီရန်သမ္မတဆိုတာကဒီသမ္မတကဘာလဲဆိုတော့ဒီတခြားအနောက်နိုင်ငံတွေအမြင်ရသူကပြုပြင်ပြောင်းလဲသမားနည်းနည်းလေးပျော့ပြောင်းနေဆိုတဲ့သဘောပေါ့နော်ဒါအီရန်မှာကဒါသမ္မတရှိပေမဲ့သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ပါဝါကအဲ့လောက်ထိမရှိဘူးသူရဲ့ခုနဘာသာရေးကောင်းဆောင်ကပဲအဓိကအရာရာကိုဆုံးဖြတ်နေတာပေါ့နော်အဲ့အတွက်ကြောင့်ဒီသမ္မတရဲ့ပုံစံကနည်းနည်းပြုပြင်ပြောင်းလဲရေးဆန်တယ်ဒါပေမဲ့သူ့နောက်ကွယ်မှာခုန IRGC ဆိုတဲ့တော်လိုင်းအဆောင်တက်ရှိတယ်ဒါတွေကထိန်းချုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်သူအခုချိန်မှာလက်နက်ချမယ်အရှုံးပေးမယ်လို့သူပြောလို့မရဘူးပြောတာနဲ့သူ့ကိုဖန်စီပြီးတော့အရေးယူမဲ့သဘောရှိရပေါ့နော်အဲ့အတွက်ကြောင့်သူကလည်းဒီအရှေ့လေပိုင်းနိုင်ငံတွေကိုတော့တောင်းပန်တယ်ဒါပေမဲ့လက်နက်ချမှာတော့မဟုတ်ဘူးဆက်ပြီးတော့တိုက်ပွဲဝင်မယ်တကယ်လို့ညှိမယ်ဆိုရင်တော့မှနောက်ကမှချို့ညှိနေတာရောရှိရညှိမယ်ဆိုရင်တော့မှသူတို့ဟိုလိုက်တဲ့စီးနဲ့လုတ်ပြီးတော့ညှိရတော့သူတို့လက်မခံဘူးဆိုတဲ့ပုံစံတွေပေါ့နော်ဒါမျိုးတွေပြောတာတော့ရှိတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့သတင်းတွေကဟုတ်တာတွေရောမဟုတ်တာတွေရောမျိုးစုံထွက်နေတာပေါ့နော်ဒါအီရန်သမ္မတအဲ့လိုမျိုးပြောလိုက်တဲ့အတွက်ကြောင့်သူ့ရဲ့ဘာသာရေးဆိုင်ရာဒီခေါင်းဆောင်တွေတခြားနည်းနည်းစိတ်သက်ပြင်းထန်တဲ့လူတွေကဒါမကြိုက်ဘူးပေါ့နော်ဒါမျိုးတွေရှိနေရတယ်လည်းတွေ့ရတယ်ပေါ့ဒါဘယ်လိုပဲဖြစ်အခုချိန်မှာဒါအီရန်နိုင်ငံကတော့တော်တော်လေးဒါအစ္စရေးတို့အမေရိကန်တို့ရဲ့ဒုတိယအဆင့်တိုက်ခိုက်မှုတွေအတွင်းမှာဒါရေနံချက်ဆက်ယုံနေဒါရေနံတူလောင်ယုံနေတကယ်နေရာကြီးမားပေါ့နော်စီးပွားရေးနဲ့ဆိုင်တဲ့နေရာတော်တော်များများကိုတက်ပြီးတိုက်ခိုက်တယ်ဆိုတော့ကျွန်တော်ဘာဆက်ဖြစ်မလဲအစ္စရေးရဲ့တိုက်ခိုက်မှုကအစ္စရေးနိုင်ငံလည်းတက်ရောက်မှုတွေအများကြီးရှိတယ်စစ်ပွဲဖြစ်နေတဲ့အတွက်ကြောင့်တော်တော်လေးထိခိုက်ဆုံးရှုံးမှုတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်အစ္စရေးတို့အမေရိကန်တို့ကရောဘယ်ချိန်စီဆက်ပြီးတော့တောင့်ခံနိုင်မလဲဆိုတာကကျွန်တော်မေးခွန်းထုတ်စရာတွေဖြစ်လာပြီအရှေ့လေပိုင်းမှာတခြားဥရောပနိုင်ငံတွေကလည်းသူတို့ရဲ့မဟာမိတ်တွေကိုပြန်ပြီးတော့ကာကွယ်တဲ့အနေနဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပေါ့နော်ဒါတွေကိုတွားပြီးတော့ဒီဒုံးကြီးတွေကိုပစ်ချပေးနေတာရှိတယ်ဒါပေမဲ့သူတို့ကရောဘယ်လိုအခြေအနေထိကိုပြစ်ချနိုင်မှာလဲဒါကမ္ဘာနိုင်ငံရေးဇက်ခွန်အောင်စီးပွားရေးပြက်ကဖြစ်လာမလားဆိုတာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်ပေါ့နော်အခုချိန်မှာတော့ကျန်းမာရေးနဲ့စီးပွားရေးရောထွေးနေတာအီရန်ပြည်သူတွေအတွက်ကဒီစစ်ပွဲမှာဘယ်လိုမျိုးပိတ်ဆက်မှုတွေကြီးမားဒါပြည်သူလူထုအတွက်ပေါ့နော်ဘယ်လိုမျိုးဆက်ဖြစ်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဒါကတော့ဒါအီရန်စစ်ပွဲနဲ့ပတ်သက်ပြီးတော့စီးပွားရေးတကယ်ကိုအကြက်ရိုက်နေတဲ့ကမ္ဘာပေါ့နော်အဲ့လိုဖြစ်နေတာဘယ်တော့ပြီးမှလည်းမသိဘူးရုရှားယူကရိန်းဖြစ်နေတဲ့စစ်ပွဲတကြောင်ဒီဘက်မှာအရှေ့လေပိုင်းမှာထပ်ပြီးတော့စစ်မီးကမထင်ထားဘဲနဲ့အရန်ကိုတက်ရောက်မှုအရန်ကြီးသွားတာတကြောင်နဲ့ကမ္ဘာနိုင်ငံတွေအတွက်ကတော်တော်လေးခေါင်းခဲသွားတယ်အဲ့ချိန်မှာရုရှားအတွက်ကတကယ်အခွင့်အရေးတစ်ခုအနေနဲ့ရလာတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြတာပေါ့